အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရှွန်းပိုင်ဦးဝေရန်ဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ပြိုင်ပွဲလေးတစ်ခုကျွန်တော်လုပ်ချင်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီပြိုင်ပွဲလေးကိုလုပ်ရတဲ့အကြောင်းအရာကျွန်တော်ကအမှန်ဆိုရင်1000cc ကိုကျွန်တော်အရန်ကြောက်တဲ့လူမျိုးဗျကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်ပတ်ဆို 1000cc လေးနဲ့ကျွန်တော်ခရီးသွားကြည့်လိုက်တယ်ဗျခရီးကိုမှကျွန်တော်ဘယ်သွားလဲဆိုတော့ရန်ကုန်ကနေပြီးတော့တစ်ဆက်သေးပကံညာအောင်ပုတ်ပါသွားတယ်ပကံညာအောင်ပုတ်ပါနေကျွန်တော်မိထီလာကိုပြန်ဆင်းတယ်မိထီလာကနေကျွန်တော်မန္တလေးသွားတယ်မန္တလေးကနေပြီးတော့ကျွန်တော်မိထီလာကိုပြန်ဆင်းတယ်မိထီလာကနေကလောကနေပြီးတော့ပျော်ပွဲနေပြီးတော့ရန်ကုန်ပြန်နေလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ပတ်ဆို 1000cc လို့ကျွန်တော်ဘလို့မောင်းလဲဆိုတော့မှန်တယ်ဗျဒီကောင်လေးကတော့ကျွန်တော်တို့အမြန်လမ်းမှာဆိုရင်အဲကွန်းလေးကိုဖွင့်လိုက်ဒါမှမဟုတ်ပြီးွားရင်ခဏတစ်ပြုတ်နာပြီးမှန်ချမောင်းလို့ရတယ်ဗျဒါပေမဲ့တောင်တက်ဒီပါတွေတော့ကျွန်တော်တို့အဲကွန်းလေးကိုတော့ပိတ်ပြီးတော့ကျွန်တော်တို့ကားလေးကိုတောင်တက်ပြီးပေါ့နော်ဒါကတော့ကျွန်တော်တို့ကားမမဟုတ်ပါဘူးဒီအန်စာတုံးတွေပါတွေဆိုရင်လည်းအတက်တွေပါတွေကြာရင်ကျွန်တော်တို့အဲကွန်းပိတ်ပြီးတော့တက်ရတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်ပတ်ဆို 1000cc လေးဟာကျွန်တော်တို့တလန်းလုံးလဲဒုက္ခမပေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရန်ကုန်မှာအောက်ပိုင်းနေCA လေးဝိုင်းပေါ့အော်တိုဝိုင်းဂီယာဝိုင်းနေပြီးွားရင်ဒီရေတိုင်ကြီးထဲမှာကျွန်တော်တို့ကူးလက်နေပါလေကျွန်တော်တို့အပြေးအဝအကုန်အဆင်ပြေအောင်လုပ်သွားတယ်ဗျအဲ့ဒီအတွက်ကိုကျွန်တော်တို့ကိုသွားခြင်းတဲ့နေရာရောက်တော့ပကံကြောင်ရောက်သွားတော့လေကျွန်တော်အဲ့ဒီကောင်လေးတွေကိုတစ်ချက်စစ်ပြီးတော့ထားတယ်အဓိကတော့ကျွန်တော်တို့ကလမ်းခီးသွားပြီဆိုရင်လမ်းမှာတီးတက်သွားတာတို့ပြတ်သွားတာတို့ပါလို့အဲ့ဒါကိုကျွန်တော်ကအရန်အကြောက်ဆုံးသို့တော့အခုကျွန်တော်ခီးတာသွားခဲ့တာဒီပတ်ဆိုလေးကတော့ဒုက္ခလုံးဝမပေးဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အနောက်မှာလည်းပတ်ဆိုလေးတွေကိုတန်းစီပြီးကျွန်တော်ရောင်းထားပါတယ်ဗျဒီကောင်လေးကိုလည်းကျွန်တော်အယောင် post လေးတွေတင်ပေးမယ်ဒါကြောင့်မို့ကျွန်တော်ပတ်ဆိုကားလေးကိုကျွန်တော်ဂုံပြူးတဲ့အနေနဲ့ပတ်ဆိုဖြင့်ခရီးသွားနေသည်ဆိုတဲ့ခေါင်းစဉ်အောက်မှာပတ်ဆိုကားလေးတွေ 0.3 ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်ပတ်ဆိုကားလေးတွေနဲ့ခရီးထွက်ပြီးတော့ကားလေးကိုအနောက်မှာ background ထားပြီးတော့ကျွန်တော်အရှိမဓာတ်ပုံလေးရိုက်ပေးပါအဲ့ဒီဓာတ်ပုံလေးတွေကိုကျွန်တော်ကို9မှန်မှာလာပြီးတော့မှန်ပေးကြပါအဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးပုံနဲ့ကားကိုသူတို့စင်ထားပုံလှပပုံကြည့်ပြီးတော့ကျွန်တော်ဒါအပျော်တန်းလေးကျွန်တော်စုပေးမှာဖြစ်ပါတယ်ဗျပထမစုကို9000ဒုတိယစုကို3000နဲ့တတိယစုကိုကျွန်တော်2000ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ဟိုဟာဖြစ်ပါမယ်ယာထားတာပေါ့ဒီဈေးနှုန်းလေးရာကြောင့်ဗျဒီပြင်ကျွန်တော်ပုံကြိုက်ရင်ပုံကြိုက်တယ်လို့မျိုးပထမစုကိုကျွန်တော်တိုးမြင့်ပြီးတော့ချီးမြှင့်သွားမှာဖြစ်ပါတယ်ဗျကားလေးကိုကျွန်တော်လိုမျိုးပေါ့အနောက်မှာဒီလိုလေးထားမယ်ဗျဒီလိုလေးထားပြီးတော့ဒီလိုမျိုးလေးကျွန်တော်ဓာတ်ပုံလေးကိုလှလှလေးပို့ပေးလိုက်ပါနော်အဓိကကတော့ပတ်ဆိုဖြင့်ခီးသွားနေပြီဆိုတဲ့အတိုင်းပတ်ဆိုကားလေးတွေကိုကျွန်တော်အနေနဲ့ကျွန်တော်ကကားချစ်တက်တဲ့လူဆိုတော့ပတ်ဆိုကားလေးတွေကိုဂုံပြူးတဲ့အနေနဲ့ကျွန်တော်ဒီလိုပြိုင်ပွဲလေးလုပ်ပေးတာဖြစ်ပါတယ်ဗျနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီပြိုင်ပွဲကိုအခုဒီနေ့ဆိုရင်ဒီနေ့ကဘယ်နေ့ရက်ဒီနေ့26ဆိုရင်ကျွန်တော်28ရက်နေ့ကျရင်ကျွန်တော်အဲ့ဒီလူတွေကိုကျွန်တော်စုချင်းမြင့်ပေးမှာဖြစ်ပါတယ်ဗျဒါကျွန်တော်စုကတော့အ ਨੇ ဆုံးလို့ပြောထားတာပါဗျဒီထက်ကျွန်တော်တိုးမြင့်ပြီးတော့ပေးရင်လည်းပေးသွားမှာပါနော်အဲ့ဒီအတွက်ကြောင့်မို့ပတ်ဆိုဖြင့်ခီးသွားနေသည်ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကျွန်တော်ကိုပတ်ဆိုလေးနေနဲ့ခီးသွားနေတာဓာတ်ပုံလှလှလေးကိုရိုက်ဖို့ကျွန်တော်ရဲ့အကောင့်လေးကို join ကြစို့နော်ဟုတ်ပါ